ရန်ကုန်ကနေ AR တိုင်းပန်းတနော်မြို့ကိုနေချင်းပြန်စပိန်စီပြီးတွားခဲ့ပါတယ်။ AR တိုင်းပန်းတနော်မြို့သားမြန်မာနိုင်ငံရဲ့ဂုံဆောင်ဦးတန်းရဲ့ပြတိုက်နဲ့တမိုင်းဝင်ရွှေမြင့်တင်ဈေးတော်မြတ်ကြီးကိုလည်းဖူးမြော်ခဲ့ရတဲ့ vlog လေးဖြစ်တဲ့အတွက် vlog ကိုအစအဆုံးလိုက်ပါကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ။မင်္ဂလာပါမနက်6နာရီဝန်းကျင်မှာတော့စုရက်ဖြစ်တဲ့တမိုင်းလန်းဆောင်ကနေစပြီးတော့ကျွန်တော်တို့ထွက်လာခဲ့ပါတယ်ဒီနေ့ခီးစဉ်က AR တိုင်းကိုနင်းမှာဖြစ်တဲ့အတွက်တမိုင်းလန်းဆောင်ကနေတဆင့်ဘီရင်အောင်လန်းဆောင်ဘီရင်အောင်လန်းဆောင်ကနေတဆင့်လိုင်သားယာကနေတဆင့် AR တိုင်းဘက်ကိုဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဘီရင်အောင်တရားအမှတ်1ကနေဖြတ်မှာဖြစ်ပါတယ်ဟိုဘက်ကတော့အမှတ်1ပေါ့နော်ဒီတရားဆုံးရင်တော့လိုင်သားယာမြို့နယ်တွေကိုရောက်ရှိပါပြီကျွန်တော်တို့လှိုင်သာယာကိုတော့ရောက်ပါပြီနည်းနည်းစောသေးတဲ့အတွက်ကားတွေရောစိုက်ကယ်ဘေးတွေရောလူတွေရောတော့ကိုရှင်းနေပါသေးတယ်ပုံမှန်ဆိုရင်ဗျဒီလမ်းကရင်ကျော်နဲ့ကြက်ပြီးရှုပ်တယ်ဗျအခုတော့အေးဆေးသွားလို့ရနေပါသေးတယ်ဘယ်ဘက်ဆိုရင်တော့မလက်တို့မအူပင်လမ်းပေါ့နော်ညာဘက်ဆိုရင်ထန်းတပင်လမ်းကွယ်ကျွန်တော်တို့ကပန်းတနော်ဆိုတော့စားမလောက်ရှိရတက်တဲ့ဦးသွားပါမယ်ကျွန်တော်တို့ဒီနေရာလေးကနေစပြီးတော့တယောက်ကို3မိနစ်စီ leap လုပ်ပြီးတော့ group ride လေးစပြီးနင်းဖြစ်ပါတယ် group ride လေးနင်းရတဲ့အကျိုးကျေးဇူးတွေကတော့မပင်မပန်းပဲအချိန်တိုအတွင်းမိမိနင်းချင်တဲ့ကီလိုနဲ့လိုရာခီးကိုတက်တာရောက်ရှိစေပါတယ်ခင်ဗျဒီနေရာလေးကတော့လှိုင်သာယာမြို့နယ်အထွက်တိုးဂိတ်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့စောင်းကုံတွေကူးကာလဆိုတော့အေးတက်ကသိမ့်မရှိတော့ပေမဲ့အိုးငှက်တွေရဲ့ဒါရတဲ့အတန်လေးတွေကွင်းမြင့်တွေစီကတိုက်ခတ်လာတဲ့လေးပြေလေးတွေကြောင့်ຫນွေဦးရဲ့ရနက်ຫນွေဦးရဲ့မြင်ကွင်းຫນွေဦးရဲ့အလှပလေးတွေကိုကျွန်တော်တို့စတင်ခန်းစားလာရပါတယ်ကျွန်တော်တို့ရန်ကုန်ပသိမ်လမ်းမအတိုင်းနင်းလာရင်းနဲ့မှာဒီနေရာလေးမှာကျွန်တော်တို့အဖွဲကကိုတေရဲ့စပိန်ဘိန်းပေါက်တယ်ပေါ့နော်ကျွန်တော်ချက်ချင်းပဲဘိန်းဖာနေပါတယ်အခုဆိုရင်တော့ရန်ကုန်တိုင်းဒေသကြီးကိုကျွန်တော်တို့တရားဝင်နှုတ်ဆက်ပြီးတော့ AR တိုင်းဒေသကြီးကို official ချီးနှင်းဝင်ရောက်လာပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ AR တိုင်းထဲကိုရောက်ပြီဆိုတာနဲ့အခုလိုမျိုးပေါ့နော်ဒီစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့စက်ရုံအများစုကိုစပြီးတော့တွေ့လာရပါတယ်နင်းလာရင်လည်းကျွန်တော်တို့9:50အချိန်မှာပဲမဲစလီရေထိန်တကားကိုရောက်ရှိလာခဲ့ပါတယ်8:17မိနစ်မှာပဲကျွန်တော်တို့စားမလောက်ကိုရောက်ရှိပါတယ်ရှိတဲ့သွားရင်တော့ညောင်တုံးပေါ့နော်6မိုင်သွားရပါဦးမယ်ကျွန်တော်တို့ပသိမ်ဆိုရင်တော့85မိုင်ပေါ့နော်ဘယ်ဘက်ကိုချိုးပါမယ်ဒီနေရာလေးမှာတော့မူဝင်ဆိုရင်18မိုင်တဲ့သွားမှာပေါ့နော်ကျွန်တော်တို့ပသိမ်ဆိုရင်မိုင်80ညာဘက်ကိုချိုးရပါမယ်ကျွန်တော်တို့ရန်ကုန်ပသိမ်လမ်းတိုင်းနင်းလာရင်းနဲ့မှာဒီမိသားစုဆိုတဲ့မြန်မာထမင်းဆိုင်လေးမှာခိတခဏနားပါမယ်ခင်ဗျဆက်လက်ပြီးနင်းလာရင်းနဲ့မှာဒီဆိုင်လေးကိုသိကြမလားမသိဘူးခင်ဗျရန်ကုန်ကနေငွေဆောင်ချောင်းသာတို့ကိုအပန်းဖြေလာကြတဲ့ဒီခီးသွားကားတွေပေါ့နော်ပုံမှန်ရန်နာပြီးမနက်စာစားလေးရှိကြတယ်ပြည်ကြီးမှန်နိုင်ဆိုတဲ့စားတောက်ဆိုင်လေးပေါ့နော်ဒါကတော့ဒီဆိုင်လေးကတော့ငွေဆောင်ချောင်းသာလာတဲ့သူအများစုသိကြပါတယ်အခုရှေ့မှာမြင်နေရတဲ့ဆိုင်လေးကတော့ဒါ classic စားတောက်ဆိုင်ဖြစ်ပါတယ်ဒါကျွန်တော်တို့ဒီမှာ breakfast စားဖို့စီစဉ်ထားပါတယ်ဒီ classic စားတောက်ဆိုင်ကလည်းခုနကပြည်ကြီးမှန်နိုင်ဆိုင်လိုပဲပေါ့နော်ဒီပသိမ်ချောင်းသာငွေဆောင်လာတဲ့ကားတွေကဒီမှာရက်နာပြီးတော့ဒါမနက်စာစားလေးစားတာရှိတဲ့ဒီဆိုင်လေးတစ်ဆိုင်ပဲဖြစ်ပါတယ်ကျွန်တော်တို့ classic မှာမနက်စာစားပြီးတိုင်းတပြိုင်နက်ဘုံမြတ်ထွန်းတရားကြီးရှိရာစီကိုကျွန်တော်တို့နင်းလာခဲ့ပါတယ်ဘုံမြတ်ထွန်းတရားကြီးပေါ်မှာအမှတ်တရဓာတ်ပုံလေးရိုက်မှာဖြစ်ပါတယ်တရားကြီးကလည်းလှပကျွန်တော်တို့စပိန်ဆရာတွေကလည်းလှပအောက်က AR မြစ်ကြီးကလည်းလှပနဲ့မြင်သမျှအရာအားလုံးကမျက်စိပတာတာဖြစ်လို့နေပါတယ်ကျွန်တော်တို့ဘုံမြတ်ထွန်းတရားပေါ်ကဆင်းပြီးချင်းဒါရှေ့ကိုပေါ့နော်14ကီလိုလောက်နင်းပြီးတဲ့အခါမှာတော့ကျွန်တော်တို့ပန်းတနော်မြို့ကိုရောက်ရှိလာခဲ့ပါတယ်
အခုရောက်နေတဲ့နေရာကတော့ကျွန်တော်တို့အားခဲပြီးနင်းလာခဲ့ရတဲ့ဦးတန်းပြတိုက်နဲ့စာကြည့်တိုက်ပဲဖြစ်ပါတယ်ဝမ်းနေစရာကောင်းတာတစ်ခုကတော့ပြတိုက်ကိုပိတ်ထားပါတယ်ခင်ဗျာဒီနေရာလေးကတော့မြန်မာနိုင်ငံနဲ့ဘန်ဒနော်မြို့ရဲ့ဂုံဆောင်ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ဟောင်းဦးတန်းရဲ့စာကြည့်တိုက်နဲ့ပြတိုက်တဲ့နေရာလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ပြတိုက်ကိုဒီလိုမျိုးเนาะတန်တကားရည်နဲ့ပိတ်ထားတယ်ဆိုပေမဲ့ဒီအပေါက်လေးတွေကနေကျွန်တော်ကင်မရာခေါင်းထည့်ပြီးရိုက်ထားပါတယ်အဲထဲမှာပါရှိလဲဆိုတော့ဦးတန်းဒီရုပ်ထုကြီးရှိမယ်ပေါ့နော်ဒါကျွန်တော်တို့စာကြည့်တိုက်ဆိုတဲ့အတွက်ကြောင့်မို့ထိုင်ကုန်လေးတွေနဲ့စာကြည့်လို့ရမယ့်နေရာရှိတယ်ရှေးဟောင်းစာအုပ်လေးတွေရှိမယ်ဦးတန်းဖတ်ခဲ့တဲ့စာအုပ်တွေရှိမယ်ဦးတန်းနဲ့ပတ်သက်တဲ့စာအုပ်လေးတွေရှိပါမယ်ကျွန်တော်တို့ပန်းတနော်မျိုးကိုရောက်လက်စားနဲ့မထူးကွာဆိုပြီးတော့ပန်းတနော်မျိုးကိုရောက်ကြည့်ပါတယ်ဒါကတော့ပန်းတနော်မျိုးတဲ့မြင်ကွင်းလေးတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ပန်းတနော်မျိုးကဒါနာမည်ကျော်ပေါ့နော်တမိုင်းဝင်ရွှေမြင့်တင်ဘုရားကြီးကိုသွားရောက်ဖူးမြော်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ target ကဘုရားစီကိုသွားနေပါပြီဒီလမ်းလေးကတော့ရွှေမြင့်တင်ဘုရားလမ်းလို့ခေါ်ပါတယ်ဒီကနေတမိုင်လောက်နင်းပြီးလို့ရှိရင်တော့ဘုရားစီကိုရောက်ရှိမှာပဲဖြစ်ပါတယ်ကဲကျွန်တော်တို့ရှေးဟောင်းသမိုင်းဝင်ရွှေမြင့်တင်စီတော်မြတ်ကြီးကိုရောက်ရှိပါပြီကျွန်တော်တို့ဘုရားရဲ့ပရဝုံတွင်းကိုဒါကျွန်တော်တို့ဝင်လာပါပြီခင်ဗျအခုဖူးမြော်နေရတဲ့ဘုရားကြီးကတော့ပန်းတနော်မျိုးရဲ့ဂုံဆောင်ရှေးဟောင်းသမိုင်းဝင်ရွှေမြင့်တင်စီတော်မြတ်ကြီးဖြစ်ပါတယ်ယိုရိယမြဘုရားယိုရိယစိန်ဘုရားနဲ့ယိုရိယဗရမ ဘုရားတို့ကိုလည်းဖူးမြော်ခဲ့ရပါသေးတယ်တောင်ဒေသန္တရတစောင်းလို့ခေါ်ပါတယ်ဒါရှေးမှုရှေးဟန်နဲ့စောက်ထားတဲ့ရှေးတစောင်းကြီးဖြစ်ပါတယ်ဒါကတော့ကွန်သီးစိုက်ခင်းဖြစ်ပါတယ်ဘုရားပရဝုံတွင်မှာပဲတွေ့ရှိခဲ့ရပါတယ်ကျွန်တော်တို့ရွှေမြင့်တင်ဘုရားကအထွက်လမ်းထိပ်မှာကျွန်တော်တို့ခိတ္တရွှေရင်အေးတောက်ပါမယ်ရာသီဥတုကလည်းဘူးလူကလည်းမောနေတဲ့အချိန်ရွှေအေးချူချူအေးလေးတစ်ခွက်ကတကယ်ကိုအားဖြစ်စေပါတယ်ကျွန်တော်တို့အခုဆိုရင်ပန်းတနော်မြို့ကြီးကိုနှုတ်ဆက်ပြီးတော့ရန်ကုန်ကိုပြန်နေပါပြီနေ့လယ်စာကိုတော့ရန်ကုန်အပြန်လန်းတနေရာမှာပဲစားဖို့စီစဉ်ထားပါတယ်ဒါကတော့ရန်ကုန်ကိုအပြန်ဘုံမြတ်ထွန်းတရားဘောကနေမြင်ရတဲ့အပြန်မြင်ကွင်းလေးတွေပဲဖြစ်ပါတယ်ကျွန်တော်တို့နင်းလာရင်းနဲ့မှာကျွန်တော်တို့အလာတုံးကနားခဲ့တဲ့မိသားစုဆိုတဲ့မြန်မာထမင်းဆိုင်လေးမှာနေ့လည်စာစားပါမယ်ကျွန်တော်ကတော့ဟင်းတွေအများကြီးရှိပေမဲ့ဒီနေ့ကတက်တက်လို့စားတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ထွေထူးစဉ်းစားမနေတော့ဘဲနဲ့လက်ဖက်သုံးနဲ့ပဲတုပ်လေးစားဖြစ်ခဲ့ပါတယ်ကျွန်တော်ထမင်းစားပြီးထမင်းဆိုင်ကအထွက်မှာပဲဘိန်းပေါက်လို့ဘိန်းလေးဖာလိုက်ပါအောင်မယ်ကျွန်တော်တို့ညနေ4:14မိနစ်မှာပဲမဲစလီရေထိန်တကားကိုပြန်လည်ရောက်ရှိလာပါပြီမဲစလီရေထိန်တကားမှာကျွန်တော်တို့ခိတ္တခဏလေးအနားယူပါမယ်နေဆောင်လာတာနဲ့အမျှစပိန်လဲနင်းလို့ပိုကောင်းလာခဲ့ပြီးတော့ကျွန်တော် speed တွေလည်းပိုပြီးထွက်လာပါတယ်ဒီလိုနဲ့ကျွန်တော်နင်းလာရင်းနဲ့ပန်တိုင်ဂိတ်ကိုကျော်ပြီးရန်ကုန်တိုင်းကိုပြန်ဝင်လာခဲ့ပါပြီနင်းလာရင်းနဲ့ညနေ6:39မိနစ်မှာပဲကျွန်တော်တို့ဘင်းအောင်တရားကြီးဘော်ကိုပြန်လည်ရောက်ရှိလာပါပြီဒီတစ်ခေါက်ကတော့ကျွန်တော်တို့အမှတ်1ဘင်းအောင်တရားကြီးဘော်ကနေဖြတ်နေတာဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုခီးစဉ်လေးကတော့ရန်ကုန်ကနေပန်းတနော်မြို့ကိုစပိန်နဲ့သွားခဲ့ပြီးတော့ဦးတန်းရဲ့ပြတိုင်းနဲ့ကျွန်တော်တို့သမိုင်းဝင်ရွှေမြင့်တင်စီတို့မြတ်ကြီးကိုဖူးမြော်ခဲ့တဲ့ခီးစဉ်လေးပဲဖြစ်ပါတယ်လိုက်ပါကြည့်ရှုခဲ့သူများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါကြောင်းပြောကြရင်လည်းနောက်ထပ်ခီးစဉ်တွေမှာအားလုံးနဲ့ပြန်လည်ဆုံတွေ့ချင်ပါသေးတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်